အလုံးမသွားခြင်းတဲ့သူတွေရှိရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်လိုက်နော်ဒီနေ့အလုံးမသွားခြင်းမူလားကိစ္စမရှိပါဘူးဘာလို့လဲဆိုတော့ပြင်းတာကလူတိုင်းမှာရှိတဲ့သဘာဝတစ်ခုမို့လို့ပါဒါပေမဲ့တင်အိယာကနေထားလိုက်ပြီးအလုပ်သွားဖို့အတွက်ကိုအနာယူလိုက်တဲ့အချိန်တိုင်းဟာတင်ဘဝအတွက်အောင်ပွဲငယ်လေးတစ်ခုပါပဲဒီနေ့ကိုပဲကြည်ပါအရှိမလောက်ရမယ့်အလုပ်တွေအများကြီးကိုတပြိုင်နက်တည်းမတွေးပါနဲ့ဒီနေ့အတွက်တင်ပြီးမြောက်နိုင်တဲ့အသေးဆုံးအလုပ်တစ်ခုကိုစပြီးတော့လုပ်လိုက်ပါအစားကအခန့်ဆုံးမှာပဲတင်ဘာကြောင့်စခဲ့တာလဲတင်အလုပ်ကနေရရှိတဲ့ရလက်လာစာဒါမှမဟုတ်တင်ဖြစ်ချင်တဲ့အနာဂတ်ကိုပြန်တွေးကြည့်ပါဒီအလုပ်ကအဲ့ဒီအနာဂတ်ကိုပို့ဆောင်ပေးမဲ့လေကားတစ်ခုပါပဲအလုပ်ကအခွင့်အရေးပါအလုပ်တစ်ခုရှိနေတာဟာတင်တက်နိုင်စွမ်းရှိတယ်ဆိုတာကိုပြသနေတာပါတင်ယူနိုင်တဲ့တိုးတက်နိုင်တဲ့နေရာတစ်ခုပြီးတော့တင်ချစ်ခင်ရတဲ့သူတွေကိုထောက်ပံ့ပေးနိုင်တဲ့နည်းလမ်းတစ်ခုပါတခါတရံအကောင်းဆုံးစိတ်ခွန်အားကလှုပ်လိုက်ဆိုတဲ့စကားလုံးမှာပဲနှုတ်သက်ကိုနောက်တစ်ကြိမ်ထပ်မပိတ်နဲ့နော်အနာယူပြီးတော့ထားလိုက်ပါဒီနေ့ဘာအကောင်းဆုံးတွေဖန်တီးခဲ့လဲဆိုတာကိုညနေကျပြန်တွေးပြီးတော့တင့်ကိုယ်တင်ဂုဏ်ယူလိုက်ပါနော်